အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးမှာဘာတွေပြောထားလဲဆိုတာအတူတူကြည့်အောင်ဗျာအောင်စပူရောဖြိုးဖြိုးရောအောင်စပူဖန်ရောဖြိုးဖြိုးဖန်တွေကိုပြောကြည့်လို့ပါရှင်မတန်မဆွမ်းတွေကိုတိုင်တာကျမတို့မိသားစုတွေမပါပါဘူးရှင်ကျမတို့ကဆင်းရဲသားမိသားစုကလာတာပါမတန်မဆွမ်းတွေတထေးတွေကိုထောက်ပံ့တာနေမှာပေါ့အဲ့ဒီဥပဒေအကြီးကကျမတို့ဆင်းရဲသားတွေအသက်39နှစ်ရှိပြီနော်ကျမသားလေးတကြမ်းမှမထောက်ပံ့ဘူးကျမအသက်69နှစ်ကျမသားလေးကိုပြုစုလာတာ39နှစ်ရှိပြီနော်ရှင်တို့ကပြောလိုက်လို့ရှိရင်အမလေးမတန်မစွမ်းတွေကိုနှိမ့်နေမတန်မစွမ်းတွေကိုနှိမ့်တာမဟုတ်ဘူးမတန်မစွမ်းတွေကိုပြပေးတာပြမှပြည်သူကချစ်ပါလေပြည်သူကချစ်မှဒီကလေးတွေကနေရထိုင်ရတာအဆင်ပြေပါလေအခုကားလမ်းကိုသွားပါပြီဥက္ကဋ္ဌကြီးကလာကူးဝေးမှာလားလမ်းမှာတွေ့တဲ့ကလေးတွေတို့လူကြီးတွေတို့ပြည်သူတွေကမှဒီကလေးလေးတွေကိုကူးဝေးမှာဥက္ကဋ္ဌကြီးလောက်တာနဲ့ကျမတို့ကလေးတွေကိုပြည်သူတွေမုန်းအောင်မလုပ်ပါနဲ့ကျမတောင်းပန်ပါတယ်အောင်သဘူးနဲ့ဖြိုးဖြိုးကိုစားမိသားစုစားကျမအကုန်တောင်းပန်တယ်နော်ဒီကလေးလေးတွေကိုချစ်အောင်လူချစ်အောင်ပဲလုပ်ပါဥက္ကဋ္ဌကြီးကတော့မတန်မဆန်းပြောမှာပေါ့ဥက္ကဋ္ဌကြီးကတထေးတွေကိုပံ့ပိုးရနေမှာကျမတို့စင်ရသားတွေကျမပံ့မပိုးဘူးနော်ဥက္ကဋ္ဌကြီးပြီးဖို့ကျမပြောတာကျမတောင်းပန်တယ်ဥက္ကဋ္ဌကြီးကိုဘယ်တော့မှအောင်သဘူးတို့ဒီလောက်တာမဟုတ်နောက်လာရည်အောင်သဘူးကသူကသူကနေရလေကလေးလေးကကျမတို့သားလေးတွေကတော့မသွားချီတာကြိုက်လို့သူတို့ပြက်တာလေးလည်းကြိုက်တယ်သူတို့လုပ်ပြတာလေးကြိုက်တယ်ပြည်သူကချစ်တယ်ဥက္ကဋ္ဌကြီးလောက်တာလည်းအခုပြည်သူကမုန်းတော့မှာကလေးတွေကိုအဲ့လိုမလုပ်ပါနဲ့ကလေးတွေမုန်းအောင်မလုပ်ပါနဲ့ကျမတောင်းပန်ပါတယ်ရှင်